တိုင်းပြည်အုပ်ချုပ်ပြီးတော့ကြီးပွားတိုးတက်ခဲ့တာဖြစ်တယ်ပကန်းခေတ်ကကြီးပွားတိုးတက်မှုဆိုတာလေအလွန်ကြီးမားတယ်စီးပွားရေးလည်းကောင်းတယ်လို့ပြောမှာဖြစ်တယ်ဘာကြောင့်လဲဆိုရင်ပကံဒေသမှာတည်ထားတဲ့ဖရာပထိုးတွေရဲ့ကုန်ကြစိတ်ဟာနေမှာမဟုတ်ဘူးပေါ့တိုင်းပြည်ဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်နဲ့အုပ်ချုပ်လာပြီးတော့မြန်မာလူမျိုးတွေတစ်ချိန်လုံးကဘုံတကူထွားခဲ့ကြတယ်လို့ပြောမှာနောက်ပိုင်းမှာကံမကောင်းအကြောင်းမလားလူတွေရဲ့စီလုံးရေးပြေအုပ်ချုပ်ရေးတွေညံ့ဖျင်းလာတဲ့အခါမျိုးမှာတခြားနိုင်ငံသားတွေရဲ့လွှမ်းမိုးမှုကိုခံရပြီးတော့တခြားတွေးခေါ်တွေတခြားပညာရပ်တွေခေါင်းထဲမှာရောက်ရှိလာကြတယ်အဲ့ဒါလိုရောက်ရှိလာတဲ့အခါမှာဒီအတွေးအမြင်တွေဟာတချို့ပုဂ္ဂိုလ်တွေအမြင်မှာတော့တိုးတက်တဲ့အမြင်ရှိတယ်လို့တစိတ်တစ်ပိုင်းအနေနဲ့ပြောမယ်ဆိုရင်တော့ရုပ်ပိုင်းဆိုင်ရာတိုးတက်လာတယ်လို့ယူခြင်းယူဆကြလိမ့်မယ်သို့တော့မြမယဉ်ကျေးမှုဆိုတာတော့ဒီတခြားယဉ်ကျေးမှုတွေလွှမ်းလာတဲ့အခါမှာတော့ကျော်ပါသွားတယ်လို့ပဲဆိုရမှာဖြစ်တယ်ကိုယ်တိုင်းပြည်နဲ့ကိုယ်လူမျိုးအုပ်စိုးနေတဲ့အချိန်ခါကာလရဲ့အနေအထားတစ်ခုဟာဆင်းရဲဒုက္ခများစွာမရှိဘူးလောဘတွေများစွာမရှိဘဲနဲ့ကိုယ်တိုင်းပြည်နဲ့ကိုယ်လူမျိုးအေးချမ်းစွာနေထိုင်သွားကြတာလို့ဆိုရမှာစာပေဘာကြောင့်အေးချမ်းတယ်လို့ပြောနိုင်လို့ဆိုရင်အဲ့ဒီခေတ်ကပကန်းခေတ်မှာဆိုရင်စာပေတွေဒါထွန်းကားခဲ့တယ်ပေါ့အများကြီးရေးသားခဲ့ကြတယ်ပကန်းခေတ်ကနေပြီးတော့နောက်ပင်ရတို့အင်းဝတို့ဆိုတဲ့ကုန်းမောင်ခေတ်ထီအောင်ပေါ့မြန်မာစာပေဟာတိုးတက်လာခဲ့ကြတယ်မြန်မာစာဆိုပြီးတော့သင်ကြားပို့ချတဲ့အခါခုလို950ဇတ်တွေကိုပြုတ်ကြပြအဖြစ်ပြောင်းပြီးတော့သင်ယူကြတယ်ကြမှတ်ကြတယ်ဒီထက်ပါတဲ့သင်ခန်းစာတွေနဲ့ကိုဘွားကိုခိုင်လိုင်းတစ်ဖွဲ့အသုံးချပြီးတော့ဘဝမှာကြီးပွားတိုးတက်အောင်လုပ်ကြတယ်စီးပွားဥစ္စာတိုးတက်ကြတယ်ထိုက်တဲ့တဲ့ရောက်ကြီးပွားကြတယ်ပေါ့နော်အေးမြန်မာလူမျိုးတွေရဲ့ဘဝသင်ခန်းစာအဖြစ်ရသော်ဗျာဟောကြားခဲ့တဲ့သာဓကဒေသနာတော်တွေဇလန်းကိုသာမှတ်သားကြရမှာမဟုတ်ဘူးဒီထဲမှာအနှစ်သာရတွေရှိတယ်ပေါ့အတွေးခေါ်အယူဆလိုက်နာကျင့်သုံးရမယ်အတွေးခေါ်တွေဟာအမတ္တမအရေးကြီးတယ်ပေါ့မှန်ကန်တဲ့အတွေးခေါ်မှန်ကန်တဲ့အမြင်တွေဟာလူရဲ့တိုးတက်မှုကိုဖြစ်ပေါ်စေတာမှန်တယ်ပေါ့အတွေးခေါ်မရှိဘူးအမြင်မရှိဘူးဆိုတဲ့လူတွေဟာတိုးတက်ကြီးပွားနိုင်ခြင်းမရှိဘူးပေါ့အမို့အတွေးခေါ်မျှော်မြင်မှုဆိုတာဓမ္မအရေးကြီးတယ်စာရကတွေကိုလေးလာဖတ်ရှုခြင်းအပြင်စာရကထဲမှာပါတဲ့ဘဝသင်ခန်းစာတွေအတွေ့အကြုံတွေကိုကိုယ့်ဘဝအတွက်ခိုင်လန်းဖြစ်သုံးချပြီးဆောင်းရံရှောင်းရံတွေကိုတတိထားပြီးတော့နေထိုင်သွားကြမယ်ဆိုရင်ကြီးပွားတိုးတက်နိုင်တယ်ဒါအသေးချာပဲအဲ့ဒါကြောင့်မို့လို့ဒီကနေ့ရှင်းလျားတဲ့ဂါထာပုဒ်ပေါင်း200ကျော်ရှိတဲ့မဟာစနကဇတ်တော်ဆိုတာဒီဇတ်တော်ကဘလို့သင်္ကန်းစာတွေများယူနိုင်မလဲဆိုတာအဖြစ်ပြက်လောက်တင်နားထောင်ရမှာမဟုတ်ဖ ೇನೆ လူဘဝဇတ်ကြောင်းကြီးဟာဘယ်ခေတ်ဘယ်ကာလပဲဖြစ်ဖြစ်လူတွေရှိနေသမျှဒီပုံစံဟာရှိနေမှာပဲဆိုတဲ့ဒီလိုရှိနေတဲ့လူဘဝမှာမိမိတို့ကိုယ်တိုင်ဟာအကောင်းဆုံးဖြစ်အောင်ကိုယ့်ကိုယ်တက်မှတ်ပေးဖို့လိုအပ်တယ်ပေါ့ကိုယ့်ဘဝကိုပြုပြင်ရမယ်ဆိုတာသဘောပေါက်လာမှာဖြစ်တယ်ကိုယ့်ဘဝကိုမပြုပြင်မဲနဲ့တိမ်းဆောင်တဲ့အတိုင်းအတာတိုင်းနေသွားမယ်ဆိုရင်ဘဝတစ်ခုဟာဆုံးသက်သွားနိုင်ဒါကြောင့်မို့ဘဝဆိုတာသင်္ကန်းစာယူပြီးတော့ကိုယ့်ဘဝကိုလမ်းကြောင်းဓမ္မနဲ့ထိန်းကျောင်းပြီးတော့ဖြောင့်တန်းအောင်သင်္ကန်းစာယူပြီးသွားနိုင်ဖို့အတွက်မြတ်စွာဘုရားရဲ့ဆုံးမတရားတော်တွေကိုသင်ယူကြရတယ်မှတ်သားကြအဆုံးအမတရားတော်တွေဆိုတာအမှန်တမ်းအရေးကြီးတယ်အ
အရေးကြီးတဲ့အတွေးခေါ်ပိုင်းဆိုင်ရာတွေဟာတန်ဖိုးအမတန်မှရှိတယ်ပေါ့ဥပမာတစ်ခုပြောမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာဒီလိုက်နာကျင့်သုံးပွဲနဲ့ပတ်သက်ပြီးတော့နေ့စဉ်ဘဝမှာကိုယ့်အတွက်သင်ခန်းစာယူရမယ့်အချက်တွေများစွာဖော်ပြထားတာဖြစ်တယ်ပေါ့အဲ့ဒါလို့ဖော်ပြထားတာတွေကိုမလိုက်နာဘူးဆိုလို့ရှိရင်ကိုယ့်ဘဝဆုံးရှုံးနေတာသွားနိုင်ဆိုပါစို့ဓမ္မပဒမှာဆိုရင်လိုက်နာကျင့်သုံးပွဲလေးတွေဟောထားတာရှိတယ်နာဟိဝေရေနဝေရာနိတမ္မန္တိထကုဋ္ဌသနာအဝေရေနသတမ္မန္တိဧတဓမ္မောတဏ္ဍနောဆိုစကားလေးဟာဘယ်ခေတ်ဘယ်ကာလမှာပဲဖြစ်ဖြစ်မှန်ကန်နေမှာဘာလဲဆိုတော့ရှင်တဦးနဲ့တဦးမတဲ့လို့ရံဘက်အဖြစ်လုပ်မယ်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင် tit for tat နော် tit for tat သူကတုတ်နဲ့ရရင်ငါဓာတ်နဲ့ခုံမယ်ဆိုပုံစံမျိုးပေါ့နော် tit for tat ကလေးစားချေကလေးစားချေပြီးတော့တူကလေးစားချေတဲ့စိတ်ဓာတ်တွေနဲ့ဆက်ဆံသွားမယ်ဆိုလို့ရှိရင်ဒီစိတ်ဓာတ်ဘယ်တော့မှမပြောက်ဖဲနဲ့ဒီကလေးစားချေမှုကြီးဟာလည်းပဲအဆုံးစမရှိအောင်ဆက်ပြီးတော့ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ကလေးစားချေခြင်းကိုမပြုဘဲနဲ့မေတ္တာနဲ့တိခဏ်ဉ္ဆိုတဲ့ခန္တီနဲ့ဒါနဲ့ရပ်တန့်လိုက်မှရန်စားရန်ညှိုးဆိုတာရပ်တန့်သွားတယ်လို့သူတို့ဟောတယ်အဲ့ဒါလို့ရန်ကိုရန်နဲ့မတုံလင်းနဲ့ရန်ကိုရန်နဲ့တုံလို့ရှိရင်ဘယ်တော့မှမငြိမ်ဘူးတဲ့ရန်ကိုမေတ္တာနဲ့တုံ့ပြန်လိုက်ခြင်းအပြင်ထိုရန်ဟာအစတတ်သွားတယ်ငြိမ်အေးသွားတယ်ဆိုတဲ့ဒီသဘာဝတရားမျိုးလို့မြတ်စွာဘုရားဟောထားတဲ့ဟာလေပရဒုက္ခပဒနေနအတ္တနောဒုက္ခမိစ္ဆတိသူများကိုဒုက္ခပေးမှရလာတဲ့သူများကိုဒုက္ခပေးပြီးခုခေတ်စကားနဲ့ပြောရင်သူများကိုအချွန်နဲ့မပြီးကိုယ်ကောင်းကျိုးရှာတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှကိုယ်ကောင်းကျိုးချမ်းသာမရဘူးလို့မြတ်စွာဘုရားဟောတယ်သူများဒုက္ခပေးပြီးမှကိုယ်ဗမာစကားမှာလည်းရှိတယ်သူများမျက်ရည်ကျမှထမင်းဝါတဲ့လူမျိုးမဖြစ်စေရဘူးဆိုတာအဲ့ဒါဘုရားဟောတဲ့အဆုံးအမတွေနဲ့တူတူပဲအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလိုက်နာကျင့်သုံးရမှာတိုင်းပြည်နဲ့ပတ်သက်လာလို့ရှိရင်စစ်ပွဲတွေဟာကိုကတိုက်သူကတိုက်သူကတိုက်ရင်လည်းကိုကတိုက်မှာပဲသူကပြစ်ကိုကပြစ်နေပြစ်နေလို့ရှိရင်အချင်းချင်းပြန်လာသူနိုင်ကိုနိုင်တိုက်နေလို့ရှိရင်ဘယ်တော့မှစစ်ပွဲတွေဟာရပ်ဆိုင်သွားမှာမဟုတ်ဘူးတုံးတဲ့တူအပေးယူလုပ်ပြီးတော့တုံးတဲ့တူကျင့်တတ်အောင်အေးချမ်းအောင်အဆုံးသတ်မှသာလေလူတွေမျောလင်းတဲ့ငြိမ်းချမ်းရေးဆိုတာရတာဖြစ်တယ်ဘယ်တော့မှရန်ကိုရန်နဲ့တုံလို့မပြောက်ဘူးဆိုတဲ့သဘောတရားနိယမကြီးဟာအမြဲတမ်းမှန်ကန်ပါတယ်အဲ့တော့ဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနိလန်းနေဟာလူတွေကလိုက်နာဖို့လွယ်လားလို့ဆိုတချို့ကိစ္စတွေကမလွယ်တာဘာကြောင့်လဲလို့ဆိုရင်လူတွေရဲ့တဏ္ဍာမှာကောဓာတို့မာနတို့ဆိုတာဒါတော်တော်ဆိုးတယ်ကောဓာမာနဆိုတာအမျက်ဒေါသကြီးတယ်ကိုယ်ထင်ကြီးတယ်မာမနာကြီးတယ်လူတွေဟာမာမနာကြီးကြတယ်ကြီးလာတဲ့မာမနာကိုမလျှော့ချနိုင်ကြတာအဲ့ဒီမလျှော့ချနိုင်ခြင်းကြောင့်ဒေါသတို့ကောဓာလို့ဆိုတဲ့အမျက်ဒေါသရဲ့မာမနာရဲ့နှစ်ခုပေါင်းပြီးတော့လူတွေဟာထောင်လွှားကြတာဖြစ်တယ်အဲ့ဒီတရားနှစ်ပါးရဲ့လှုပ်ဆောင်မှုကြောင့်ကဘာကြီးတစ်ခုလုံးဟာငြိမ်းချမ်းမှုမရကြဘူးငြိမ်းချမ်းမှုမရဘူး
ငြိမ်းချမ်းမှုမရသည့်အတွက်ကြောင့်အပြစ်မဲ့တဲ့ပုဂ္ဂိုလ်တွေဟာသိဆုံးကုန်ကြတယ်အဲ့တော့သင်္ကန်းစာယူရမှာဘာလို့ဆိုလို့ရှိရင်မိမိတယောက်ရဲ့မာမနာတွေကြောင့်မိမိတယောက်ရဲ့အမုန်းစိတ်တွေကြောင့်တခြားလူတွေဒုက္ခရောက်တာမျိုးမဖြစ်သင့်ဘူးမေတ္တာဆိုတာရဲ့မာမနာကိုလျှော့ချလိုက်တဲ့ဂါရဝတို့နိဝါဒဆိုတဲ့တရားတွေနဲ့ကသာလဲတုံးနဲ့တူခင်ခင်မင်မင်ရင်းနှီးနှီးနဲ့လက်တွဲပြီးငြိမ်းချမ်းပျော်ရွှင်စွာဘဝမှာအတူနေထိုင်ကြမယ်ဆိုတာမျိုးဖြစ်လာနိုင်တာဖြစ်ဒါတွေဟာခဏခေတ်မှလည်းပဲမှန်ကန်နေတော့မယ်ဘယ်တော့မှမယူနိုင်တဲ့တရားတွေသာလင်းဖြစ်တယ်အခုမဟာဇနကဇတ်တော်မှာကြည်လိုက်ဘဝတစ်ခုဟာဒီတိုင်းပဲအဲ့တော့ကောင်းပြီမဟာဇနကဇတ်တော်မြတ်စွာဘုရားကသူ့ရဲ့ဘဝစာကြောင်းတွေကိုဟောတာဟာအကြောင်းမဲ့ဟောတာမဟုတ်ဟောမယ်ဆိုလို့ရှိရင်လေတခြားတရားမဟောဘဲနဲ့ဇတ်တွေကြီးပဲဟောနေမယ်ဆိုရင်45ဝါဟာမလောက်လောက်အောင်ရှိသွားမယ်ပေါ့သို့တော်မြတ်စွာဘုရားဟောတာ50ဆိုတာအလွန်နေတယ်ဘာကြောင့်ဟောတာတော့လို့ဆိုအကြောင်းတိုက်ဆိုင်လာမှဟောတာအကြောင်းမတိုက်ဆိုင်ဘူးပြောဖို့အကြောင်းမဆုံးဘူးဆိုရင်မြတ်စွာဘုရားမဟောတမင်ရှားကြံဟောတာမျိုးမဟုတ်ကဲမဟာဇနကဇတ်တော်ကြီးကဘယ်ပုံဖြစ်ပေါ်လာသလဲဆိုတာဖြစ်ပေါ်လာခြင်းအကြောင်းလေးကိုကြည့်အောင်မြတ်စွာဘုရားရဲ့ကျောင်းတော်မှာဆိုရင်မြတ်စွာဘုရားကြွရောက်ပြီးတော့တရားချီးမြှင့်တဲ့အချိန်တွေရှိတယ်ပေါ့များသောအားဖြင့်နေ့လေအနားယူပြီးကြတဲ့အချိန်မှာညနေချမ်းအခါမျိုးမှာတရားဟောပြောလို့ရှိတယ်ပေါ့အဲ့လိုတရားဟောပြောကြတယ်နေ့ပိုင်းမှာနေစွန်းစားပြီးတဲ့အခါနေ့ပိုင်းမှာယဟန်နေဟာတိရပင်ရင်ဝါရပင်အောက်မှာဆိုအလိုမိမိတို့ကျင့်ကြံနေတဲ့တရားဓမ္မတွေကိုကျင့်ကြံရင်ပေါရောက်အောင်မြင်မိသားတရားတွေကိုနှလုံးသွင်းဆင်ခြင်ရင်းနဲ့တောထဲမှာသံသမဘဝင်စားပြီးတော့တရားဓမ္မနဲ့နေထိုင်ကြတယ်ညနေချမ်းရောက်လာပြီဆိုရင်ဖျားရှိလို့ရှိရင်မြတ်စွာဘုရားတရားဟောတဲ့နေရာကိုစုဝေးရောက်ရှိလာကြတယ်နေ့မှာတော့တပါးစီပဲနေကြတယ်တောထဲကနေအရှူရှူတက်လာပြီးတော့မြတ်စွာဘုရားကြွလေးရှိတဲ့ယဟန်တန်ဃာတွေကိုဆုံးမဩဝါဒပေးတဲ့မန္တလမာလာဆိုတဲ့အဆောက်အဦကြီးအဲ့ဒီထဲမှာယဟန်တော်တွေဟာရောက်ရှိလာတယ်ရောက်လာပြီဆိုတဲ့အခါမှာထွေရလေးပါးစကားတွေမပြောကြဘူးမပြောဘူးသို့တော့ပြောလိပြောထားရှိတဲ့စကားကတော့ဘာတွေပြောကြတော့ဆိုတရားဓမ္မနဲ့ပတ်သက်တာပြောလို့ရှိကြတယ်အခုဒီအခါမှာတော့ယဟန်နေဟာဖះမကြွလာခင်ကျွတ်တင်ရောက်ရှိနေပြီးတော့ဘာပြောကြတော့ဆိုရင်မြတ်စွာဘုရားရဲ့တောထွက်ခန်းကပိလဝမြို့တော်ကနေပြီးတောထွက်လာတဲ့အနေအထားတစ်ခုတပားကစကားဆလိုက်တဲ့အခါမှာဒါလောက်ကြီးကျယ်တဲ့စိစိမ်ချမ်းသာတွေကိုစွန့်လွတ်ပြီးတော့ဘဝမှာအဝတ်တစ်ထည်ကိုတစ်ခုနဲ့တောထဲမှာငတ်ငတ်ပြက်ပြက်စင်စင်ရဲရဲတရားကျင့်မှုထွက်လာတယ်ဆိုတာအလုံးကိုရမယ့်ယာဓုတွေရမယ့်စိစိမ်ဥစ္စာတွေအလုံးကိုစွန့်လွတ်နိုင်တယ်မြတ်စွာဘုရားရဲ့တောထွက်မှုနဲ့ပတ်သက်ပြီးတော့စัจကြောင်းပြန်ပြီးတော့နေကြတာဖြစ်တယ်ပေါ့မြတ်စွာဘုရားကြွလာတဲ့အခါမှာအဲ့ဒီစကားပြောလက်စာကိုခိတ္တရပ်ပြီးတော့ယဟန်နေဟာငြိမ်သက်ပြီးမြတ်စွာဘုရားကိုခါရဝါပြုကြတယ်အလုံးဟာတိတ်ဆိတ်ငြိမ်သက်နေတဲ့အချိန်မြတ်စွာဘုရားကတရားလင်ပေါ်မှာထိုင်ပြီးတော့ကဲဘာစကားတွေပြောနေကြသလဲဆိုတာအစတယ်ဘာအကြောင်းဆွေးနွေးကြသလဲလို့ဆိုတာစတော့တခြားအကြောင်းမဟုတ်ပါဘူးဗျာတဲ့မြတ်စွာဘုရားရဲ့ဘဝကိုစွန့်လွတ်ပြီးတော့တောထွက်ပြီးတရားကျင့်တဲ့အကြောင်းကိုတပည့်တော်များစမ်းမိလို့ပြောနေကြပါတယ်လို့ဒါယဟန်နေပြောတဲ့စကားအစအဲ့ဒီမှာမြတ်စွာဘုရားကငါဘုရားဟာဒီဘဝကျမှဒါလောက်တာမဟုတ်ပါဘူးတဲ့အတိတ်ဘဝတွေတုန်းကလည်းပဲတကယ်ကိုကြီးမားတဲ့စိစိမ်ဥစ္စာတွေစိစိမ်ချမ်းသာတွေဌိနန်းစိစိမ်တွေကိုစွန့်ပြီးတော့ယင်တော့လည်းပဲဒီလိုပဲထွက်ခဲ့ဘူးတာပဲ
တဘွားတည်းတယ်မဟုတ်ဘူးဘွားပေါင်းများစွာထွက်ခဲ့ဘူးတယ်ဆိုတဲ့နိက္ခမ္မပါရမီဖြည့်မှုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားစကားလေးကိုခုမှမဟုတ်ပါဘူးရှေးကလည်းလောက်ခဲ့ဘူးပါတယ်လို့ဆိုယဟန်တွေကတောင်းပန်တယ်ရှင်ဘုရားရှေးရခင်ကလောက်ခဲ့ဘူးတဲ့အကြောင်းပြန်လေးမိတ်ချိပါအောင်ဆိုတော့ဒီမဟာစနကဇတ်တော်ဟောတာပဲဖြစ်တယ်အဲ့တော့မဟာစနကဇတ်တော်ရဲ့ဥတီချက်ကတော့မြတ်စွာဘုရားဟာလုံးကိုကြည်ကျက်လာတဲ့စိစိတ်ဥစ္စာတွေယာဓုခုံသိမ့်နေအလုံးကိုစွန့်လွတ်လိုက်တယ်လောကမှာစွန့်လွတ်နိုင်မှုဆိုတာအမှန်တမ်းအရေးကြီးတဲ့ကိစ္စတစ်ခုပဲစွန့်လွတ်နိုင်ရမယ်လူတွေဟာမစွန့်လွတ်နိုင်ကြဘူးလေကိုရှိတာကိုမစွန့်နိုင်တဲ့အခါမှာအဲ့ဒီယာဓုခုံသိမ့်စိစိတ်တွေပေါ်မှာတွေ့တာရင်းနဲ့ပဲဘဝတစ်ခုဆုံးသက်သွားကြမဆုံးလွတ်နိုင်လို့တစ်သလုံးဆုတ်ခံထားပြန်တော့လေနောက်ဆုံးမှာဒီဘဝတစ်ခုဆိုတာဆုံးသက်ရတာပဲဖြစ်တယ်ပေါ့အေးဖះလောင်းနေကြတော့ယာဓုခုံသိစိစိတ်ဥစ္စာတွေနဲ့ပတ်သက်ပြီးတော့အပြည့်အနာစာရှုပြီးစွန့်လွတ်လိုက်တယ်ကြိုတင်ပြီးတော့စွန့်လွတ်လိုက်ဘဝတစ်ခုဟာအသက်ခန္ဓာမစွန့်ခင်ကကြိုတင်ပြီးတော့စွန့်လွတ်ခဲ့ကြတယ်အကျိုးရှိတဲ့အလုပ်ကိုလုပ်ဖို့ဆိုပြီးတော့စွန့်လွတ်ကြတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားမဟာစနကဇတ်တော်ဟောတာစိတ်ဝင်စားစရာကောင်းတဲ့ဘဝရဲ့အတွေ့အကြုံတွေသင်္ကန်းစာယူစရာတွေများစွာပွားလာတယ်ပေါ့မဟာစနကဇတ်လမ်းကိုစပြီးတော့ဟောတဲ့အခါမှာမြတ်စွာဘုရားလွန်ခဲ့တဲ့အတိတ်ဘဝတုန်းကတဲ့ဝိဒေဟတိုင်းမိထ္ထိလာမြို့မှာမဟာစနကဆိုတဲ့ဘုရင်ကြီးတစ်ပါးအုပ်စိုးခဲ့ဘူးတယ်ဟောတပိုင်ကြောင်းကိုအဲ့ဒီကစချီတာပေါ့နော်အလုံးဟာအိန္ဒိယနိုင်ငံဇာလန်းနေကြီးပဲလို့ဒီလိုယူဆကြရှင်ဘုရားပွင့်တဲ့နေရာမှာမြတ်စွာဘုရားဟောခဲ့တာလည်းပဲအဲ့ဒီမှာပဲဟောခဲ့တာဆိုတော့ဘာကြောင့်လို့အကြောင်းရှာခဏခေတ်ကလူတွေကတော့ဘာကြောင့်ဘုရားရဲ့တရားတော်တွေဟာအိန္ဒိယမှာကြီးပဲအခြေခံရတယ်လေဘုရားလောင်းကလည်းမွေးဖွားလိုက်ရင်အိန္ဒိယမှာကြီးပဲဆိုတော့အိန္ဒိယနိုင်ငံဒီတနိုင်ငံနဲ့ပဲဘုရားပွင့်တာတို့ဒီတနိုင်ငံနဲ့ပဲဖြစ်တာတို့ဒီလိုဘာကြောင့်ဖြစ်ရတယ်လဲလို့ကြောင်းရှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကဘာမှာတေချာကြည့်မယ်ဆိုရင်ဟိမန္တာတောင်တန်းနဲ့ဆက်နွယ်နေတဲ့မြေပြင်ကြီးဟာအိန္ဒိယပဲဖြစ်တယ်ပေါ့ခဏခေတ်နဲ့မကြည့်နဲ့ခဏခေတ်နဲ့မကြည့်နဲ့ကဘာမြေကြီးဖြစ်ပေါ်လာတဲ့အချိန်လေးကိုကြည့်အဲ့ဒီတုန်းကအိန္ဒိယရဲ့လို့မဟုတ်ဘူးနော်ခဏခေတ်နေတဲ့လူတွေလည်းမဟုတ်ဘူးသို့တော့ခဏခေတ်အခေါ်အိန္ဒိယလို့ခေါ်တာသာဖြစ်တယ်ပေါ့အဲ့တော့အတိတ်တစ်ခုကိုကြည့်လိုက်မယ်ဆိုရင်လူသားမျိုးနွယ်စုတွေပေါ့ဟိမန္တာတောင်ခြေကနေပြီးတော့ဟိမန္တာတောင်ဆိုတာအမှန်တမ်းမြင့်တယ်ခဏလည်းမြင့်နှုံးပဲလေတိဘက်ကုန်းမြေတို့ဟာတို့ဆိုတားမြင့်တာတိဘက်သွားတယ်ဆိုလို့ရှိရင်အောက်ဆီဂျင်ဘူးတောင်ဆောင်းသွားတယ်အောက်ဆီဂျင်ပြတ်တယ်အောက်ဆီဂျင်ဘူးဆောင်းသွားတိဘက်ထားစီးတယ်ဆိုအောက်ဆီဂျင်ဘူးနဲ့ဘာလို့ဆိုမတန်မြင့်တာကုန်းမြင့်အဲ့ဒါလို့ကုန်းမြင့်ဒေသနဲ့ဆက်သွယ်ပြီးတော့တဖြည်းဖြည်းနှိမ့်ဆင်းလာတာနှိမ့်ဆင်းလာတာဟိမန္တာနဲ့ဆက်နေတာအိန္ဒိယတိုက်လို့ခေါ်တဲ့ဇဘူဒီပပေါ့ကနေမြန်မာနိုင်ငံလည်းပဲအပါဝင်ပဲအမှန်ကတော့ဘာကြောင့်လို့ဆိုရင်မြန်မာနိုင်ငံကိုရှေးကပါဠိစီတဲ့ကဇဘူဒီပလို့ပဲစီတယ်ဘာကြောင့်စီတုံးဆိုအိန္ဒိယနိုင်ငံနဲ့အိန္ဒိယကျွန်းနဲ့မြန်မာကျွန်းကတစ်ဆက်တည်းကိုတီဟိုကြတော့လင်္ကာဒီပလို့ရေးတယ်မြန်မာကိုတော့ဇဘူဒီပါတယ်ဒေသသာကွာသွားတာဟိုမြန်မာနိုင်ငံနဲ့ဟိမန္တာနဲ့ဆက်နေတာပဲအလုံးဆက်နေတော့ဒီကျွန်းမြေကြီးဟာကုန်းပိုင်းကျတဲ့ကျွန်းမြေကြီးဖြစ်တော့ကဘာဝကာလစတင်ပေါ်လာတဲ့အခါမှာအဲ့ဒီနေရာစပြီးတော့ပေါ်လာတော့လူရင်ကျေးမှုကလည်းအဲ့ဒီကနေစလာလူရင်ကျေးမှုဒါသမိုင်းကြောင်းကိုသိချကြည့်ရင်သဘောပေါက်ဗမာသမိုင်းထဲမှာကြည့်လိုက်မယ်ဆိုရင်ပဲခူးဆိုတဲ့ဟန္တာဝတီမြို့ဟာပင်လယ်ရေလွှမ်းထားတဲ့အချိန်ကဟ
ဟင်းသာငှက်ကလေးတကောင်နားသာယုံကုံလေးပေါ်ရအစတယ်မဟုတ်လားဒါကြောင့်မလို့ပဲခူးတိုင်းရဲ့ ambulance ကမလုပ်ထားတော့ဟင်းသာငှက်လေးတကောင်အောက်ကနားပြီးအပေါ်ကနားစရာမရှိလို့ဟင်းသာငှက်တကောင်ပေါ်ထပ်နားတယ်ဆိုပုံစံမျိုးအဲ့ဒီကျွမ်းမြေလေးဟာအသေးလေးပဲအဲ့ကျွမ်းမြေလေးရစားအဲ့တော့တစ်ချိန်တုန်းကပဲခူးဒေသပင်လယ်အောက်မှာဆိုတာအဓိပ္ပာယ်ရတယ်ပေါ့နော်အဲ့တော့ရန်ကုန်တို့ဘာလို့ဆိုတာလည်းပဲတူတူပဲလေပင်လယ်ကမ်းခြေတခုံတို့ဘာလို့ဆိုတာအလုံးနေတာအဲ့တော့ယဉ်ကျေးမှုတွေကစလိုက်ပြီဆိုရင်ဟိမဝတ္တတောင်ခြေကစတာဖြစ်သည့်အတွက်ကြောင့်အိန္ဒိယနိုင်ငံလို့ဒီကနေ့ခေါ်တဲ့ဒေသမှာအတော်ယဉ်ကျေးတဲ့လူမျိုးတွေအများကြီးဖြစ်ပေါ်လာခဲ့ပေါ့ယဉ်ကျေးသည့်အတွက်ကြောင့်ယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေရဲ့ပြီးတော့အသိပညာလည်းမြင့်မားကြတယ်ကိုကျင့်တရားလည်းကောင်းကြတယ်ဒါကြောင့်မို့အတွေးခေါ်အမြော်အမြင်အလွန်ကြီးမားကြတယ်လို့သူတို့ဆိုအောင်အတွေးခေါ်အမြော်အမြင်အလွန်ကြီးမားတဲ့ဒီချိန်တုန်းကဖွံ့ဖြိုးတိုးတက်ပြီးတော့ထိတ်တန်းရောက်ခဲ့တဲ့လူမျိုးတွေအဲ့ဒီမှာဖြစ်ပေါ်လာခဲ့ကြတယ်ဒါကြောင့်မို့အတိတ်ဆာကြောင်းတွေမှာများသောအားဖြင့်ဟိမဝတ္တဒေသကိုကြောရိုးပြုတာပဲများတယ်လို့အိန္ဒိယနိုင်ငံမှာယဉ်ကျေးပြီးတော့ထွန်းကားနေတဲ့အချိန်မှာအခုအင်္ဂလန်တို့ဘာတို့ဟိုဘက်ကကြောနေရဆိုလို့ရှိရင်လူရိုင်းအဆင့်လောက်ပဲရှိသေးတာမြန်မာလူမျိုးတွေကကိုထီးကိုနန်းနဲ့ယဉ်ကျေးစွာနေတဲ့အချိန်မှာဟိုဘက်မှာလူရိုင်းအဆင့်နေပဲဖြစ်သေးတာအဲ့ဒါလို့ဆိုတာဟုတ်နော်အဲ့တော့ယဉ်ကျေးမှုတွေစာပေကျမ်းဂန်ပဲဖြစ်စေအတွေးခေါ်ပိုင်းဆိုင်ရာဖြစ်စေကိုချင်းတရားနဲ့ဖြစ်စေယဉ်ကျေးတဲ့အနေဌာနဌာနတွေဟာဟိမဝတ္တတောင်ကိုအခြေပြုပြီးတော့ဖြစ်ပေါ်လာတာဖြစ်တယ်ပေါ့ဝေရာကျမ်းနေဆိုတာလည်းအဲ့ဒီမှာပေါ်တယ်ဟိမဝတ္တတောင်မှာယသိတွေတရားအထုတ်ကြတယ်တရားအထုတ်လို့ဒိဗ္ဗစက္ခုဘိညာဉ်တွေရတဲ့အခါမှာသူတို့ဒိဗ္ဗစက္ခုဘိညာဉ်နဲ့ကြည့်ပြီးကောင်းရင်နဲ့ခတ်တွေနဲ့ညှိနှိုင်းပြီးဟုတ်လားဘယ်နဲ့ခတ်နဲ့ကြုံရင်လူလောကမှာဘာတွေဖြစ်တယ်ဆိုတာတွေကြည့်ပြီးဝေရာကျမ်းကနေရေးကြတာအကြောင်းမဲ့တော့မဟုတ်ဘူးဘေးတွေကခုခေတ်လို့ခုခေတ်တက်တဲ့ဘေးတွေမျိုးပြောတာမဟုတ်ဘူးယသိတွေရေးတဲ့ကျမ်းရင်းပေတွေနေရအဲ့ဒါလို့သူတို့ဒိဗ္ဗစက္ခုနဲ့ကြည့်ပြီးဘာလို့ရင်ဘာဖြစ်တယ်ဘယ်လိုအမှတ်သားပါရင်ဘာဖြစ်တယ်ဆိုတဲ့လက္ခဏာဗေဒကျမ်းနေသူတို့စီမှာရှိတယ်အဲ့ဒီလက္ခဏာဗေဒကျမ်းနေနဲ့လူတယောက်ရဲ့ဘဝအနာဂတ်ကိုဟောပြောနိုင်တာပေါ့အဲ့ဒါလို့ဆိုတာတဖြည်းဖြည်းတော့ပညာရက်တွေဟာပညာရဲ့စွမ်းရည်ဆိုတာတဖြည်းဖြည်းနှိမ့်ဆင်းလာခဲ့တယ်ပေါ့နှိမ့်ဆင်းလာဒါမို့ရှေးကလို့ကျွမ်းကျင်ခြင်းမရှိကြတော့ပဲအားနဲ့လာတယ်ပေါ့နော်ကောင်းပြီအဲ့တော့မြတ်စွာဘုရားသူ့ရဲ့အတိတ်ဘဝတစ်ခုပြောတော့ဝိထေဟတိုင်းမိထီလာခဏိမြေပုံရပြောမယ်ဆိုရင်မိထီလာဟာလူထီလီနဲ့တိတ်မဝေးတဲ့နေရာလေးမှာမိထီလာမျိုးဆိုတာရှိတယ်ပေါ့နော်ဒီနာမိထီလာပြောတာမဟုတ်ဘူးနော်ဗမာပြည်လည်းမိထီလာရှိနေတာဆိုနယူးဒေလီနာမှာမိထီလာဆိုမျိုးရှိတယ်အဲ့ဒီဝိရိယတိုင်းမိထီလာမျိုးမှာမဟာစနကဆိုတဲ့မင်းပြုတယ်မင်းပြုတဲ့အခါမှာသူ့မှာသားတော်နှစ်ဦးထွန်းကားတယ်တဦးကအရိဋ္ဌတဦးကပေါလာတယ်နောက်ကသူ့အဖေရဲ့စာနှိမ်ကိုထည့်ပြီးတော့အရိဋ္ဌစနကနဲ့ပေါလာစနကစာနှိမ်ထည့်တာခုမှမဟုတ်ပါဘူးရှေးတဲ့ထည့်နော်အဖေရဲ့နာမည်ထည့်ပြီးတော့မဲ့တာအရိဋ္ဌစနကနဲ့ပေါလာစနကဆိုပြီးသားနှစ်ဦးရှိတယ်မဟာစနကမင်းကြီးကသူ့သားအကြီးဖြစ်တဲ့အရိဋ္ဌစနကကိုထီးရန်နန်းရန်ဖြစ်ဥပရာဇာအေရှိမင်းအဖြစ်ခံအပ်တယ်အေရှိမင်းဖြစ်ခံအပ်ပြီးတော့သူ့ရဲ့သားအငယ်ပေါလစနကကိုသေနာပတိယာထုပေးတယ်အဲ့ဒီခေတ်ကလည်းပဲ
ဘယင်ပြီးလို့ရှိရင်အိရှင်မင်းပြီးရင်စစ်သူကြီးဒီလိုဖွဲ့စည်းပုံအဒီပုံစံနဲ့သွားတာနံပါတ်3မှာရှိတယ်နော်နံပါတ်3မှာရှိတယ်အဲ့တော့ဘယင်ကတော့အမြင့်ဆုံးပေါ့လေဘယင်ပြီးတဲ့အခါဘယင်ရဲ့တစ်ဆင့်နေကဥပရာဇာအိရှင်မင်းရဲ့တစ်ဆင့်နေကြတော့စစ်သူကြီးဆိုပြီးတော့အဲ့လိုခန့်အပ်လေးရှိတာပေါ့သူတို့ခေတ်အဲ့ဒီမှာဘဝဆိုတာဒီတိုင်းပဲလေလူဘဝမွေးလာပြီးတဲ့နောက်အချိန်ကြတော့လည်းသိကြတာပေါ့မဟာဇနကမင်းကြီးဟာတဲ့ရွယ်ကြီးလာတဲ့အခါမှာနတ်ရဆံကံတော်ကိုသိဆုံးသွားတော့ဥပရာဇာအိရှင်မင်းနန်းတက်လာတယ်အရိဋ္ဌစကလနန်းတက်လာတဲ့အခါသူကလည်းပဲသူ့ညီကိုနန်းရံအဖြစ်ခန့်အပ်တယ်ဒါမျိုးရိုးစင်ဆက်ပဲခုလဲတချို့နိုင်ငံတွေမှာဒီတိုင်းပဲလေနန်းရံအဖြစ်ထားလိုက်တယ်ပေါလစနကအရှင်မင်းဖြစ်လာအဲ့ဒီမှာညီကို2ယောက်ထိနန်းအုပ်ချုပ်ပြီးတော့နေတဲ့အချိန်မှာတတိထားစရာကောင်းတာကတော့ဂျားတဲ့ကသွေးခွဲမဲ့လူပေါ်လာတယ်ဂျားတဲ့ကသွေးခွဲမဲ့လူပေါ်လာဒီအရိဋ္ဌဇနကမင်းရဲ့လူယုံပေါ့လူယုံလို့ပြောရမှာပေါ့သူကအိရှင်မင်းဘဝတုန်းကအမှုထမ်းတဲ့လူတွေရှိတယ်အဲ့ဒီလူတွေကယာရုတက်လာတဲ့အခါအိမ်တော်ပါကျွန်းသဘောမျိုးပေါ့ခုခေတ်လည်းရှိတာပဲဒါမျိုးကနော်ကိုတပည့်အရင်ဆိုတာမျိုးပေါ့နိကိုတပည့်တော့ကတွဲလောက်ခဲ့ရတယ်ဆိုတာအဲ့လူတွေပါလာတဲ့ကသူဘယင်ဖြစ်လာတဲ့အခါကျတော့အဲ့ဒီလူတွေအဲ့ထက်ကတယောက်ကမလုပ်တော့ဆိုမျက်နှာလူမျက်နှာရလုပ်ပြီးတော့ရှင်မင်းကြီးတဲ့ရှင်မင်းကြီးရဲ့ညီတော်စိတ်မချရဘူးသူဟာထိနန်းလူဖို့ကြံစည်နေတယ်လို့ဂုံတိုက်တာအဲ့တော့ညီကို2ယောက်ဟာစိတ်ဝမ်းကွဲသွားတာပေါ့စိတ်ဝမ်းကွဲအောင်လုပ်တာတကယ်ကတော့ဖြစ်တင်ဖြစ်တိုက်တာဘာလို့ဆိုအချင်းချင်းပွင့်ပွင့်လင်းလင်းခေါ်ပြီးတော့မေးရမှာမမေးဘူးဂုံတိုက်ယုံနေနော်ဂရိခေရောမယုံလားဆိုယုံနေမရဘူးနော်လူတွေကအလွယ်တကူလက်ခံကြတယ်ကိုသွေးသားဖြစ်တဲ့ညီရဲ့စကားတဲ့ကိုဒီနဲ့အနိကနေတဲ့သူပြောတဲ့စကားကိုတစ်ခါလေးကြလက်ခံတစိမ့်တရားရဲ့စကားကိုလက်ခံတော့ဒါသင်္ကန်းစာယူစရာတစ်ခုပေါ့နော်ဒီကနေ့ခေတ်မှာဒါမျိုးမရှိဘူးရှိတယ်ကိုနားမှာရောဒါမျိုးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်အများကြီးဖြစ်တယ်အဲ့တော့ဘုန်းကြီးတွေထဲမှာရောဒါမျိုးမဖြစ်ဘူးလားဖြစ်တယ်တချို့ဆရာတော်ကြီးတွေနာဝေယဝိဇ္ဇပြုတဲ့ပုဂ္ဂိုလ်ကဘယ်ကိုတော့ဖြစ်မကောင်းဘူးဆိုပြီးတော့ဘယ်ကိုတော့ဘာတွေလုပ်တယ်လို့ဂုံးတိုက်တာမျိုးတွေရှိတယ်အဲ့ဒါမျိုးဆရာတော်ကြီးတွေကလက်ခံစဉ်းစားတဲ့ဆရာတော်ကြီးတွေရှိတယ်လို့လက်မခံတဲ့ဆရာတော်ကြီးတွေလည်းရှိတယ်လက်ခံစဉ်းစားပြီဆိုရင်ပြဿနာဖြစ်ပြီအဲ့ကြသိကြတယ်ဟုတ်မဟုတ်ကိုစုံစမ်းစစ်ဆေးမှုတခါတလေပြုကြမှာပြုတာဂုံးတိုက်တဲ့လူစကားကိုပဲအဟုတ်မှတ်ပြီးတော့ယုံကြည်လေးရှိကြတယ်အခုလည်းပဲအရိဋ္ဌဇနကမင်းထံမှာသူ့ရဲ့အိမ်တော်ပါဂျွန်လို့ခေါ်တယ်ပေါ့လေရှေးကတော့အိမ်တော်ပါအမှုတန်းကနေပြီးတော့ပေါလဇနကအိရှိမင်းကိုမယုံရဘူးသူဟာစပုံးခုန်နေတယ်ဒီနေ့ကြလို့ရှင်သူကလူစုနေတယ်ရှင်မင်းကြီးကိုနန်းချပြီးတော့နန်းလူလိုက်မယ်ယုံတယ်လေကိုလာထိပါဆိုအဲ့ဘာလို့တုံးဆိုရင်အိရှင်မင်းကိုဖမ်းဆိုပြီးမိန့်ထုတ်လိုက်တဲ့တခါတည်းဘာမသိညာမသိနဲ့ဖမ်းခံလိုက်ရပြီအဖမ်းခံလိုက်ရရုံနဲ့မကောင်းထောင်ထဲထက်တန်ချေခြင်းထောင်ထဲလည်းထည့်တယ်တန်ချေခြင်းလည်းခတ်ထားလိုက်တယ်ဘာမှမသိဖမ်းခံလိုက်ရအိရှင်မင်းတကယ်တော့မဟုတ်ဘူးသူဘာမှမလုပ်ဘူးသူ့ကိုယ်အတွက်သူဘာမှမလုပ်ဘူးတော်အဲ့လိုဂုံးတိုက်တဲ့လူစကားကိုယုံပြီးတော့ဘယင်းနေဆိုတာအမြဲတမ်းပရပတ္တိသူတို့ကပြောစကားကိုသိယုံလေးရှိတယ်ဘာလို့ဆိုကိုရေးကိုတာအတွက်သူပြောတာဟုတ်တယ်ဆိုတာမျိုးသူတို့ရံများတာ
ရာထူးအာဏာရှိတဲ့ပုဂ္ဂိုလ်ကရာထူးလူမဲ့ပုဂ္ဂိုလ်အများကြီးရှိတယ်လူမဲ့ပုဂ္ဂိုလ်ဆိုတော့ကြောက်ရွံ့စိုးရိမ်ကြတယ်အဲ့တော့ချက်ချင်းဒီကိစ္စနဲ့ဂုံတိုက်လိုက်ရင်ချက်ချင်းဖြစ်တာပဲသူတို့အဲ့တော့ဖမ်းပြီးထောင်သွင်းအကျဉ်းချတန်ချေချင်းခတ်ထားလိုက်တယ်အဲ့တော့ညီလုံးတဲ့အိရှင်မင်းကဘာမသိညာမသိနဲ့ဖမ်းခံလိုက်ရတော့သူကတကယ်ကတော့စိတ်ကောင်းနှလုံးကောင်းရှိသူဖြစ်တယ်အဲ့တော့သူ့ကိုယ်သူယုံကြည်တယ်ငါရဲ့နောင်တော်ကိုဘယ်တော့မှမပြစ်မှားဘူးအဲ့ဒီမပြစ်မှားတာတကယ်သစ္စာတရားပဲဒီသစ္စာတရားရဲ့စွမ်းမကားကြောင့်ငါဟာအချုံနှောင်တွေကနေချက်ချင်းလွတ်ပါစေလို့သစ္စာဒိဋ္ဌံပြုလိုက်တယ်အဲ့ဒီခေတ်ကလူတွေရဲ့သစ္စာစကားဟာစွမ်းနေလို့ဆိုတယ်ပေါ့နော်သူမှန်ကန်နေမှန်ကန်တာအကြောင်းမို့လို့သူ့ကိုချုံနှောင်ထားတာတွေကနေအကုန်လုံးလွတ်မြောက်ပါစေသူ့ကိုခတ်ထားတဲ့တန်ချေခြင်းတွေလည်းအကုန်ပြုတ်ထွက်သွားပြီထောင်တကားကြီးလည်းပွင့်သွားပါစေသူသစ္စာဒိဋ္ဌံပြုလိုက်တာနဲ့ပဲတကယ်ကိုတန်ချေခြင်းကလည်းပြုတ်ထွက်သွားတယ်ထောင်တကားလည်းပွင့်သွားတယ်ဟောဒီမှာသူကလွတ်သွားဖန်စီထားရလွတ်သွားတယ်ပေါ့ခုခေတ်ဆိုထောင်မြေးပေါ့နော်လွတ်သွားတယ်လွတ်သွားပြီတကယ်ကိုအစွန်ဖျားကြတဲ့တောတနေရာကိုသွားရောက်သွားအဲ့ဒီမှာသွားတယ်အဲ့ရောက်တဲ့အခါကျတော့အဲ့တုန်းကမင်းကြီးမင်းသားတွေရုပ်ရည်တို့သူတို့ကပညာလည်းတတ်တယ်ရုပ်ရည်ကလည်းကောင်းတယ်ရုပ်ရည်ကလည်းကောင်းတော့အဲ့ဒီတောနဲ့ဇနဘုံရောက်သွားတဲ့အခါမှာမင်းသားမှန်းသိတဲ့အခါမှာဝန်းရမဲ့လူတွေပေါ်လာတယ်အများကြီးပဲရာထူးရခြင်းတဲ့လူတွေတို့ဘာလို့ဆိုတာပြည့်နာပဲဝိုင်းပြီးတော့ဝန်းရကြတယ်ပေါ်လာစရကမင်းသားကိုဝန်းရကြတယ်ဝန်းရနေဆိုတာအကောင်းမဟုတ်ဘူးမြောက်ပေးတာဝိုင်းပြီးတော့အဲ့တော့သူကတပ်သားတွေစုဆောင်းပြီးဘုရင်ကိုပြန်ပြီးတော့တိုက်တော့မဲ့ပုံစံမျိုးပုံကံမှုလုပ်တော့တာပေါ့နော်ပုံကံမှုလုပ်တယ်စိတ်အင်အားထူထောင်ပြီးတဲ့အခါမှာဒီလိုလူစုနေတာလဲကြားရောမင်းသားထောင်ကလွတ်သွားပြီးလူစုနေတယ်လို့လည်းသတင်းကြားရောအရိဋ္ဌဇနကမင်းကစစ်တပ်ဆေလွတ်ပြီးတော့နှိမ့်နှင်းတယ်ဒါပေမဲ့သူ့နိုင်အောင်မတိုင်းနိုင်သူကဒေသလူတွေစီးရုံထားတာဆိုဒေသလူတွေကျွမ်းကျင်စစ်ဆိုတဲ့သဘောတရားဟာလူများတာနဲ့လည်းမဆိုင်ဘူးတခါတည်းနေရာနဲ့ဆိုင်တယ်တခါကျွမ်းကျင်မှုနဲ့ဆိုင်တယ်အဲ့ဒါကြောင့်မို့လို့စစ်တိုက်တယ်ဆိုတဲ့နေရာမှာကိုနိုင်လိမ့်မယ်လို့ဘယ်တော့မှမတွက်လိမ့်နဲ့ကိုနိုင်လိမ့်မယ်လို့တွက်ပြီးတော့လက်နဲ့ကြီးတွေသုံးချပြီးတိုက်နေလို့ဘယ်တော့မှလည်းငြိမ့်မှာမဟုတ်ဘူးเนาะအဲ့တော့သူစစ်တိုက်တာမနိုင်ဘူးမနိုင်တော့ဟိုကပို့ပြီးတော့အင်အားကြီးမားလာပြီးတော့နောက်ဆုံးကြတော့ဘာလုပ်လဲမိထီလာမြို့ကိုလာပြီးတော့ဝိုင်းနဲ့အဆင်ရောက်လာလက်နဲ့သူစုဆောင်းပြီးတော့လာပြီးတော့မိထီလာမြို့လာပါမြန်မာရာဇဝင်နေဖတ်ကြည့်လိုက်ရင်လည်းဒီတိုင်းမှာပဲအကုန်လုံးအဲ့တော့မိထီလာမြို့ကိုလာဝိုင်းပြီးတဲ့အခါမှာမင်းသားကစာရေးပြီးတော့သူ့ကိုစီစာရေးလိုက်တယ်အရင်တော့ကတော့သူဟာသူ့ကိုရဲ့ရန်သူမဟုတ်ပါဘူးတဲ့အခုတော့သူဟာရန်သူဖြစ်ပါပြီပေါ့ရန်သူဖြစ်ပြီအဲ့တော့လမ်းနှစ်သွယ်တစ်ခုပဲရွေးရမယ်စစ်ပဲတိုက်မလားသို့မဟုတ်အသားတကြီးတိုင်းပြည်ကိုပဲအပ်မလားစစ်ချင်းပဲပြိုက်မလားတိုင်းပြည်ပဲအပ်မလားဆိုအဲ့တော့စစ်ပြိုင်ဆိုတာကြတော့သူနိုင်ကိုနိုင်တိုက်ကြမယ်ပေါ့စစ်မတိုက်ချင်ဘူးဆိုရင်တိုင်းပြည်အပ်ပေါ့ရာထူးကိုအပ်အဲ့ဒါလို့ရာဇတန်ပေးတယ်လို့ခေါ်တာပေါ့ခုခေတ်လေရာဇတန်ပေးလိုက်တယ်ရာဇတန်ပေးလိုက်တဲ့အခါကျတော့ညီနောင်နှစ်ယောက်စစ်ဖြစ်လာတယ်အရိဋ္ဌဇနကမင်းကစစ်ပြင်ပြီးတော့သူ့နိုင်ငံလာပြီးတော့ဝိုင်းထားတဲ့သူညီရဲ့
ပောလဇနကရဲ့စစ်တပ်နဲ့ရှင်ပြိုင်ပြီးတော့တိုက်ဖို့ထွက်တယ်အဲ့လိုထွက်တဲ့အချိန်မှာသူ့ရဲ့မိဖုရားကြီးကကိုဝန်ရင်းမာနဲ့မိဖုရားကြီးရှိတယ်ရှိတော့သူကသူ့ကိုယ်သူလည်းသိတယ်ပေါ့စစ်ပွဲမှာသူရှုံးရင်လည်းရှုံးမယ်နိုင်ရင်လည်းနိုင်မယ်အသက်ဆွမ်းရမယ်ဒါအဲ့တော့သူမိဖုရားကြီးကိုမှားထားလိုက်တယ်အခုငါစစ်တိုက်ထွက်မယ်အဲ့တော့စစ်ပွဲဆိုတာမျိုးကရှုံးရင်လည်းရှုံးမယ်နိုင်ရင်လည်းနိုင်မယ်ငါစစ်ပွဲရှုံးလို့အသက်ခံရလို့ရှိရင်မင်းလွတ်ရတိန်ဆိုပြီးတော့မှားထားခဲ့တာအဲ့ဒါနော်မှားထားခဲ့တော့ပြင်မဲ့လေထွက်ရောတိုက်ရောဟိုဘက်ကလူတွေကတောနဲ့ဒေသကနေပြီးတော့သက်စွန့်ပြီးတော့တိုက်ကြတော့မြို့မှာနေတဲ့စစ်သားတွေနဲ့မတူဘူးဟိုဘက်ကလူတွေကပို့ပြီးတော့ကျွမ်းကျင်တဲ့အခါမှာစစ်ပွဲမှာပောလဇနကရဲ့စစ်သားတွေရဲ့လက်ချက်နဲ့အရိဋ္ဌဇနကမင်းဟာကြသွားတတ်ခံလိုက်ရတယ်ပေါ့နော်မြန်မာပြည်မှာလည်းပဲရှိတယ်လေပကန်းရာဆိုရင်ကိုဖတ်ကြည့်လိုက်တဲ့အခါမြန်မာလူမျိုးတွေအားလုံးသိတယ်အနောယထာဆိုတာအဲ့တော့ပကန်းမှာအုပ်စိုးနေတာအဲ့တော့စုတ်ကတေးဆိုမင်းအုပ်စိုးနေစုတ်ကတေးနဲ့အနောယထာနဲ့စီးချင်းပြိုင်ထိုးတာရှိတော့စစ်တိုက်တာမဟုတ်ဘူးလက်စွမ်းပြကြမှာသူနိုင်ကိုနိုင်ဘာလုပ်လဲဆိုအခုမြင်းကဘာဆိုတဲ့ရွာအဲ့ဒီအနေစာပြီးတွဲလာတယ်မြင်းကဘာနားမှာချောင်းကြီးရှိတယ်အချောင်းကမ်းမေးမှာမြင်းကိုစီးပြီးတော့တယောက်နဲ့တယောက်ထိုးကြမယ်တကယ်ကိုအဲ့ဒီခေတ်ကတော့ချောင်းပစ်တဲ့ခေတ်မဟုတ်ဘူးနော်ခုခေတ်ကလူတွေကတော့ချောင်းပစ်လို့ရတော့တပင်လေးကကွယ်ကျင်းနေရနေငုတ်တို့ထိုင်ပြီးချောင်းပစ်အဝေးကနေလှမ်းထုတာခုခေတ်ကခေါ်တော့မဟုတ်ဘူးရင်ဆိုင်တိုက်ရရင်ဆိုင်တိုက်အဲ့တော့စုတ်တေးနဲ့အနောယထာစီးချင်းထိုးမယ်ဆိုပြီးတော့ချင်းချက်လိုက်ပြီးတော့အနောယထာကသူ့ဖေစီကအရိဏမဆိုရက်လှမ်းရတယ်မြင်းနဲ့ဒေးချင်တယ်စုတ်တေးကလည်းပဲမြင်းစီကျွမ်းကျင်တယ်သူကဘယင်မဲ့အဲ့တော့ကဲချင်းတဲ့အခါမှာထွက်ပြီးတော့ထိုးကြတယ်ပထမတော့စုတ်တေးကအရင်ထိုးလှည့်ပေးလိုက်တဲ့အခါကဲစုတ်ကလေးကသူကအကြီးဆိုသူကအရင်ထိုးပါဆိုအဲ့တော့ထိုးလိုက်တဲ့အခါစုတ်ကလေးကအနောယထာကိုလှန်နဲ့ထိုးလိုက်တဲ့အခါမှာအနောယထာကိုမထိုးမိပဲနဲ့အနောယထာစီးတဲ့မြင်းရဲ့ကာချိုးထဆာကိုသွားထိုးမိသွားသူလှန်ကျဲဟာလွဲသွားအဲ့ဒီမှာသူတော်တော်တုံလှုပ်သွားကဲဒီတစ်ခါတော့အနောယထာသူ့လှဲ့တဲ့ခံနိုင်အောင်ခံဆိုပြီးတော့မြင်းကိုပတ်စီးပြီးတော့စုတ်ကလေးကိုလှမ်းနဲ့ထိုးချလိုက်တယ်မြင်းရောစုတ်ကလေးရောအကုန်လုံးအဲ့ချောင်းနဲ့ကျသွားတာအဲ့ဒါကြောင့်မြင်းကဘာမို့မြင်းကဘာချောင်းလို့ခေါ်တယ်မြင်းရောကရောမြင်းကိုဆင်ထားတဲ့ကာကျိုးတစားတွေရောမြင်းရောချောင်းထဲမှာလူရောမြင်းရောအကုန်လုံးပေါ့ချောင်းထဲမှာပါသွားတယ်အဲ့ဒါမြင်းကဘာခေါ်တယ်ပေါ့အဲ့ဒါလို့သူရတ္တိနဲ့တိုင်းပြည်ကိုယူကြတာအခုလည်းပဲတူတူပဲအရိဋ္ဌဇနကနဲ့ပောလဇနကတိုက်ပွဲမှာရန်သူလက်ချက်နဲ့အရိဋ္ဌဇနကဆုံးသွားတယ်တိုက်ပွဲကျသွားပြီဆိုတော့နန်းတော်ကနန်းဆွင့်နေတဲ့မိဖုရားကြီးကတရင်လက်ကြရောသူကသူရုပ်ဖြက်အဝဆာနွမ်းနေပြောင်းဖို့တကယ်ကိုတမိုးရှိလာတဲ့ပလဲတို့ပရမညာတို့စိန်တို့နော်တေချာဖွက်ပြီးတော့ဆန်တောင်းထဲမှာသာထည့်ပြီးတကယ်ဆင်းရဲသူမရောင်ဆောင်ခုခေတ်လို့ဆိုရင်တော့မိတ်ကတွေပါနေနဲ့လောက်မှာပေါ့နော်အဲ့ဒီခေတ်ကတော့ရိုးရိုးနဲ့ဝတ်ဆင်လိုက်တာအဲ့ဒါဆင်းရဲသူမရောင်ဆောင်ပြီးတော့မြို့တကားမြောက်ပေါက်ကနေထွက်ပြီးတော့သွားအဲ့ဒါနဲ့နန်းတော်အသိခံရပြီပောလဇနကလက်ထဲကျသွားမိဖုရားကြီးကတော့တိတ်တဆိတ်ထွက်သွားဘယ်တော့မှလည်းဘယ်မှမရောက်ဘူးခီးလည်းမသွားဘူးသူဟာမှန်တမ်းပြီးတော့ဂျာဘူးနာဝရှိတဲ့ကာလစံပါမြို့ကိုသွားမယ်ဆိုထွက်လိုက်တာအဲ့ဒါလို့ထွက်လိုက်တဲ့အခါမှာဘ
ဘယ်သွားလို့သွားရမှမသိတယ်လမ်းပေါ်ရောက်တဲ့အခါမှာလမ်းဘေးကဆရာကလေးတစ်ခုပေါ်မှာခဏနားနေတဲ့အချိန်မှာပေါင်းချုပ်နဲ့လှဲတစ်စီးရောက်လာတယ်နာရောက်လာတော့အဲ့ဒီပေါင်းချုပ်နဲ့လှဲပေါ်မှာအသက်အရွယ်ခက်ကြီးကြီးဖိုးကြီးတယောက်မောင်းလာတော့နွားမောင်းရင်လှဲမောင်းရင်နဲ့သူကပြောလာတယ်ကာလစံပါသွားကြမလားကာလစံပါလိုက်မလားကာလစံပါလိုက်မဲ့လူရှိလားနဲ့ဩလာသူကအဲ့ရနေထပြီးကြည့်သူလိုက်မယ်လို့ပြောတာလိုက်မယ်လို့ပြောလိုက်မယ်ဆိုရင်လာလှဲပေါ်တက်ပေါ့အဲ့တော့သူကလှဲမစီရဲဘူးတဲ့သူကကိုဝန်ရင်းမှရှိတယ်ပေါ့ပစ္စည်းလေးပဲတင်မရစေသူနောက်ကလိုက်ခဲ့ပါမယ်ငါကလှဲမောင်းကျွမ်းကျင်နေတဲ့ဘာမှမစိုးရင်နဲ့တက်တာတက်ဆိုပြီးတော့ဇာတ်ထဲမှာတော့အဲ့ဒါတရားမင်းကလာတယ်လို့ဆိုတာပေါ့နော်အဲ့ဒီမှာလဲပေါ်တက်လိုက်တာမိုင်းယူဇနာ60ရှိတယ်ခီးသိမကြခင်နေ့စာစားမဲ့အချိန်လောက်ကိုခီးတဝက်ကျိုးသွားတယ်လဲပေါ်လဲရောက်ရောပင်ပမန်းနဲ့စိတ်တက်ကလည်းပင်မန်းလူကလည်းပင်မန်းဆိုတော့မိဖုရားကြီးကအဲ့ဒီပေါ်မှာအိပ်ပျော်ရင်းပါသွားတော့နေပိုင်းရောက်တဲ့ကနေပူချိန်လေးမှာမြစ်ကြီးတစ်ခုတွေ့တယ်အဲ့ဒီကမ်းခြေမှာခဏရပ်ပြီးတော့ရေမိုးချိုးဖို့တဲ့ဆရာကြီးကပြောတော့သူရေမိုးချိုးနေစာစားအဲ့ဒီကနေပြီးတော့သွားလိုက်တာညနေလဲနေဝင်ရောကာလဆံပါမြို့ရောက်တယ်တကယ်ကတော့ထုံးစံမရောက်နိုင်ဘူးပေါ့အမတန်ဝေးတယ်လို့ဆိုလို့တယ်ကာလဆံပါမြို့ရောက်တဲ့အခါကျတော့အဘဒီနေရာကဘာမြို့လဲလို့ဆိုဟဲ့ဒါတပိလာခြင်းနဲ့ကာလဆံပါမြို့ပဲအေးအဘကတော့ခီးဆက်ရအောင်မယ်ပေါ့ရှေ့ကိုခီးဆက်เสียရှိတယ်ရွာဟိုရှေ့နားမှာခလန်းလန်းမှာရှိတယ်ဒါကြောင့်မို့သမီးဒီမြို့လာတယ်ဆိုရင်ဟောတာမြို့ပေါက်ဖဲမြို့ပေါက်မှာဧည့်သည်တွေနားနေဖို့အဆောင်လေးတွေရှိတယ်အဲ့ဒီမှာတက်နေပြီတော့ဆိုပြီးတော့အဲ့မှာချပြီးတော့ဆက်မောင်းသွားတယ်စာထဲမှာတော့ဒါတရားမင်းကလာပြီးတော့ကူညီတယ်လို့ဆိုအဲ့တော့တရားမင်းတို့နတ်တွေကကူညီတယ်ဆိုတာအချွန်တက်ကြီးနဲ့ဆင်းလာတာမဟုတ်ဘူးဒီလိုပုံစံနဲ့ပဲကူညီတယ်တခါတရံလည်းပဲတွေးကျင်တွေးကြမှာပေါ့ကိုကကုသကောင်းမှုတွေလုပ်တဲ့အခါကျတော့ကားကြုံနဲ့တင်သွားတာမျိုးတခါမှမတွေ့ဘူးနဲ့တင်သွားတာမျိုးအဲ့ဒါလည်းတရားဖြစ်ခြင်းဖြစ်နေမှာပြောလို့မရဘူးเนาะလူအောင်ဆောင်လာတာလေတကယ်လို့တရားလို့အချွန်ကြီးနဲ့လာရင်ဘယ်လိုက်ရဲမှာတော့နတ်ဆိုတာလူကကြည့်ကိုမကြည့်ရဲတာတဲ့ကြောက်တယ်သူရဲ့ဖိတ်ဖိတ်တောက်နေတဲ့အယောင်နေနဲ့ဒါပင်ကိုယုံနဲ့ပြမယ်ဆိုရင်လူတွေကကြောက်တယ်လူတွေရဲ့ရုပ်ပုံကိုတိရစ္ဆာန်ကကြောက်တယ်လန့်တယ်လူတွေကလည်းပဲနတ်ရဲ့ရုပ်ပုံတော့မကြည့်ရဘူးဒါသဘာဝပဲဘုံရှင်ကံရှင်ချင်းမတူကြဘူးမဟာသမယတုတ်ရွတ်တဲ့ယဟန်တော်တစ်ပါးကပြောတယ်သူမဟာသမယတုတ်ရွတ်တိုင်းတာရုခေါ်တန်းကြတရက်တော့တာရုခေါ်တာဘယ်သူတုံးလို့မေးတော့သူเจ้าနာကတစ်ပင်မှာစောင်းတဲ့ယောဂဇိုးနတ်သမီးပါလို့ဆိုယောသမီးနတ်အတန်တော့သူကြားရပြီရုပ်ကိုကြည့်လို့ရမလားလို့မြင်နေငါမင်းရုပ်ကိုကြည့်လို့ရမလားဆိုရှင်မရကြည့်လို့မရဘူးတဲ့တပည့်တော်ရုပ်ကိုအဲ့တော့ကြည့်လို့မရနိုင်ဘူးတဲ့နမူနာလေးတစ်ခုတော့ပြမယ်တဲ့ရှင်မရเจ้าနဲ့ဝင်လိုက်တဲ့ဝင်ပြီးတော့တကားပိတ်ဆိုပြီးတော့အဲ့နတ်သမီးကတော့ခတ်တဲ့အပေါက်ကလေးကနေပြီးတော့သူ့ရဲ့လက်ညှိုးလေးကိုကျောင်းထဲမှာထိုးထည့်လိုက်တာဒီကျောင်းလုံးကိုလင်းထိန်သွားတာလို့ပြောတယ်အဲ့ဒါသူပြတာလို့ပြောတယ်နော်နတ်ဆိုတာသူခန္ဓာကိုယ်ကလည်းအယောင်တွေထွက်တယ်ဝတ်ထားတဲ့အဝတ်စားတွေကလည်းအယောင်ထွက်တယ်အမှန်တမ်းလင်းချင်းတဲ့အယောင်တွေထွက်လာလို့တာမန်လူတွေရဲ့မျက်စိထဲမှာကြောက်เสียလန်းเสียအလေးရောင်ကြီးလေးလိုဖြစ်တယ်ဒါမှမဟုတ်မင်္ဂလာတုတ်တို့ဘာလို့ဆိုကြားဘူးတယ်မဟုတ်လားမင်္ဂလာတုတ်ရွတ်နေတဲ့ပုဂ္ဂိုလ်တွေရတာအဘိကန္တာယရတ္တိယအဘိကန္တဝနာကေဝလကပ္ပံစေတဝနံဩဘာတိတဝါဆိုတာစေတော်เจ้าကြီးတစ်ခုလုံးလောက်နီးနီးအလင်းရောင်ဖြင့်ထွန်းလင်းပြီးရောက်ရှိလာတယ်ဆိုတာအဲ့ဒီသဘောပဲနော်ဒီတိုင်းလာတာမဟုတ်တကယ်ကနတ်သူ့အချိန်ဝါနဲ့သူလာလို့ရှိရင်လင်းထိန်သွားတာလင်းထိန်သွားအလင်းရောင်ကြီးတွေပဲမြင်ရတယ်
အဲ့တော့အခုလို့ကာလစံပါမြို့ဇေယျပေါ့ဇေယျမှာသူ့ကိုချထားခဲ့ပြီးတော့လဲမောင်းတဲ့ဖိုးကြီးခရီးဆက်သွားမကြခင်ပဲဒိဋ္ဌပါမောက္ခပုံနာကြီးကရေစိတ်ဆင်းလာတဲ့အခါမှာဒီမျိုးသမီးငယ်ကိုမြင်လိုက်တာနဲ့မိဖုရားကြီးကိုမြင်လိုက်တာနဲ့သူကဘဝရည်ဆက်ကြောင့်မလို့သူ့သမီးလို့သူ့ညီမလို့စိတ်ထဲမှာခင်မင်နေပေါ့ခင်မင်စိတ်ရှိတာနဲ့သူ့တပည့်တွေကိုအသာနေပြီးအသာဆောင်ခိုင်းတာပြီးတော့သူကတက်ပြီးတော့စုံစမ်းမေးမြန်းတယ်ဘယ်အားလာတာတော့ဘယ်သွားမှာတော့အားလုံးမေးတဲ့အခါကျတော့မိဖုရားကြီးကသူ့စာကြောင်းကိုဖွင့်ပြီးတော့ပြောတယ်မိထီလာမြို့ကအရိဋ္ဌဇနကမင်းကြီးရဲ့မိဖုရားဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောတယ်အဲ့လိုပြောလိုက်တဲ့အခါကျတော့စိတ်မပူနဲ့သူဒီမှာဆွေတွေမျိုးတွေရှိလားဆိုမရှိရင်သူစောင့်ရှောက်ပါမယ်အဲ့တော့တခုတော့ဟန်ဆောင်ပါလို့ဟန်ဆောင်လုပ်ခိုင်းရသေးတယ်နော်ဘာလို့လဲဆိုအများရဲ့ဒီအမြင်မှာဟိုတင်ဖြစ်အောင်လို့ဟန်ဆောင်ခိုင်းတယ်အများလေးစားအောင်ဟန်ဆောင်ခိုင်းတယ်ဘာဟန်ဆောင်ရတော့ဆိုသူ့ခြေတော့ဖက်ပြီးတော့မိဖုရားကြီးကငိုတယ်ပေါ့အဲ့လိုငိုလိုက်တဲ့အခါကျတော့မှဘေးကဘာဖြစ်တာတော့လို့မေးတော့ငါတို့မောင်နှမကွဲသွားတာကြာပြီခုမှပြန်တွေ့တာဒါငါနှမအငယ်ဆုံးဆိုပြီးတော့ဆွေမျိုးဆက်လိုက်တာပေါ့နော်အဲ့လိုဆွေမျိုးဆက်လိုက်တာအဲ့ဒါနဲ့သူ့ကိုခေါ်သွားအိမ်ခေါ်ထားပြီးတော့အိမ်ကပုံနေမှရရှိသေးတာအဲ့လိုဆွေမျိုးမဆက်ရင်နှမမဟုတ်ဘူးခေါ်လိုက်ရင်ကြိုက်မှာမဟုတ်ဘူးလေဒါတဲ့အဲ့ဒါကြောင့်မလို့နှမအဖြစ်အိမ်ခေါ်သွားပြီးတော့ပြုစုဆောက်ရှောက်တာအဲ့ဒီမှာမဟာဇာနကဇတ်တော်ရဲ့ဖျားအလောင်းမဟာဇာနကမင်းသားကိုအဲ့ဒီမှာပဲမွေးဖွားတယ်တဲ့နော်ဒါဒီဇလန်းလေးကဒီလိုစလာတာနောက်ရဲ့ကျမှရှေ့ဆက်ပြီးတော့ဟောနော်ဘာလို့လဲဆိုဒီဇတ်ကြီးကအရှိကြီးဆိုတော့ဒါသူ့ရဲ့ဘဝဇလန်းဟာအဲ့ဒီလိုစလာအဲ့ဒီလိုဘဝတစ်ခုဆိုတာကြည့်ဒီနေရာမှာသင်္ကန်းစာယူစရာဘာရှိလဲဆိုရင်ညီကိုအရေးမင်ဖြစ်ပါစေယာရုဟာသာစိစိတ်နဲ့တွေ့လာလို့ရှိရင်ဂုံးတိုက်လို့ရှိရင်ယုံတတ်တယ်ဆိုတာအဲ့တော့အချင်းချင်းရဲ့ကိုယ်အချင်းချင်းစကားနောက်နှစ်ယောက်ချင်းပြောရမယ်တိုင်ပင်ဆွေးနွေးရမယ်အလုပ်ကိုလည်းမလုပ်ကြအောင်တကယ်ကတော့ညီကိုနှစ်ယောက်ဆုံစည်းပြီးတော့ဟုတ်မဟုတ်ပြောလိုက်မယ်ဆိုရင်ကြည်အေးစရာရှိရတဲ့နဲ့တစ်ဖက်သားရဲ့စကားကိုယုံကြည်ပြီးတော့ညီကိုနှစ်ယောက်ဟာတွေ့ကွဲသွားတယ်ဆိုတာဒီကနေ့ခေတ်မှာလည်းရှိနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဘဝခရီးကိုရှောက်လန်းတဲ့အခါမှာဂုံးတိုက်တဲ့စကားတယောက်ပြောတဲ့ပုဂ္ဂိုလ်ရဲ့စကားမျိုးဟာအမတန်မှကြောက်စရာကောင်းတယ်မိမိတို့ရဲ့ခင်မင်းနေကြတဲ့တုံးနဲ့တူမေတ္တာမပြတ်ဖြစ်နေတာတွေဟာမေတ္တာပျက်စီးသွားနိုင်တယ်ဆိုတာကိုတတိထားကြရမှာဖြစ်တယ်ဒါဘဝမှာသင်္ကန်းစာဘဝဆိုတာပဲဒီတိုင်းပဲချင်းချင်းလည်းပဲယာဓုအာနာနဲ့ပတ်သက်ရင်လူတတ်တယ်လူပြီးဒုက္ခရောက်တဲ့အခါလှဲ့ရှိသလိုချမ်းသာတဲ့အခါလှဲ့ရှိတယ်ဘဝခရီးဆိုတာနှိမ့်တုံမြင့်တုံလောကရန်မှာဒီတိုင်းပဲရှိတယ်ဆိုတာကိုသင်္ကန်းစာအဖြစ်မှတ်ယူပြီးတော့မိမိတို့ဘဝတည်ငြိမ်အောင်အရေးအကြီးဆုံးကတော့စိတ်ကောင်းနှလုံးကောင်းထားပြီးကုသိုလ်ကောင်းမှုများများလုပ်ကြရမှာဖြစ်တယ်ဆိုတာဒါမှတ်သားကြရမှာဖြစ်သူတော်ကောင်းနတ်ကောင်းဆောင်ဝဆိုတဲ့အတိုင်းတကယ်သူတော်ကောင်းတဲ့ဘုရားလောင်းလေးရဲ့မိခင်ဖြစ်သည့်အတွက်ကြောင့်နတ်ရဲ့ဆောင်းရှောက်မှုခံရတယ်ပေါ့နတ်ရဲ့ဆောင်းရှောက်မှုခံပြီးဘဝမှာအဆိုးထဲမှာအကောင်းတွေ့လာတယ်ပေါ့အဆိုးထဲကနေပြီးတော့စိတ်သက်သာရတဲ့အလှဲ့ထားမျိုးနဲ့ဆောင်းရှောက်မဲ့လူကူညီမဲ့လူဆိုတာဘဝမှာပေါ်လာတတ်တာအဲ့ဒါလိုလဲဖြစ်လာတတ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မဟာဇနကဇတ်တော်နဲ့ဘဝသင်္ကန်းစာတွေဟာယူเสียများစွာရှိတာဖြစ်သောကြောင့်မဟာဇနကဇတ်ရဲ့ဏိဒန်းသဖွယ်မဟာဇနကမင်းသားလေးမွေးဖွားတဲ့အပိုင်းထီမှတ်သားနိုင်ယူချပြီးမိမိတို့ဘဝစာကြောင်းမှလည်းပဲတိမ်ဆောင်မရှိအောင်တရားဓမ္မနဲ့ထိန်းချောင်းကြရမယ်ဆိုတာကိုကိုယ်စီမှတ်သားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း